2026တောင်ရောက်တော့မယ်အခုချိန်ဒီ social media ပေါ်ကနေပြီးတော့ဝင်ငွေတစ်ခုရအောင်မဖန်တီးနိုင်သေးဘူးလားဒါမှမဟုတ်ကိုကဖန်တီးခြင်းနဲ့ဘယ်ကနေစားရမှမသိပဲနဲ့လမ်းပြောင်းနေတဲ့သူတွေရှိရဆိုရင်တော့ကျွန်တော်ဘက်ကကူညီပေးနိုင်တာတခုရှိပါတယ်အဲ့ဒါပါလဲဆိုရင်တော့ social media ပေါ်ကနေပြီးတော့ကျွန်တော်ဝင်ငွေတစ်ခုရဖို့အတွက်ကိုစူးစမ်းရင်းနဲ့ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအခက်အခဲတွေဗီဒီယိုအချက်တင်ကိုနဲ့ကောင်တစ်ပုတ်ရအောင်ဘယ်လိုဖန်တီးရမလဲဆိုတာနဲ့အဲ့ဒီ content တွေရလာပြီဆိုရင် script တွေဘယ်လိုရေးရမလဲဆိုတော့အကြောင်းအရာတွေကိုတနေရာထဲမှာလေ့လာလို့ရမယ် online class တွေခုလုပ်ပေးထားပါတယ်ကျွန်တော်ရဲ့ class ထဲမှာ video lesson တွေကိုရာသက်ပံကိုအားတဲ့အချိန်ပြန်လည်လေ့လာလို့ရမယ်အပြင်ကိုမှကျွန်တော်ကိုနားမလည်တာရှိရင်ဓာတ်ရိုက်လာပြီးမေးနိုင်တဲ့အတွက်ကြောင့်မလို့မတက်မှာတော့စိတ်ပူနေမှာမလိုပါဘူးတကယ်လို့ကျွန်တော်ရဲ့ class လေးကို join ရနေဆိုရင်တော့ကျွန်တော်ရဲ့ Telegram ကနေကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်သင်တန်းကြီးရတဲ့မြန်မာကျပ်ငွေ2000ခွဲနဲ့လုပ်ပေးထားတာမို့လို့ဒီလိုမျိုးတနေရာထဲမှာအကုန်လုံးလေ့လာလို့ရမယ်အခွင့်အရေးကိုလက်လို့မခံနဲ့เนาะလူကြီးရလည်းအကန့်အသတ်နဲ့လက်ခံတာမို့လို့အခုပဲလာပြီးတော့ဈေးပေးသွင်းလိုက်တော့เนาะ